ရုပ်ရှင်ဟာ Seattle မြို့အနီးပင်လယ်ကမ်းခြေတိတ်ဆိတ်တဲ့မြို့ငယ်လေးမှာစတင်ခဲ့ပါတယ်။အလုတ်လက်မဲ့အင်ဂျင်နီယာတဦးဖြစ်သူ Jason ဟာငားများတာကိုအဆုံးသတ်နေချိန်မှာပဲမိုးတိမ်မဲကြီးတွေကြားရောက်လာခဲ့ပါတယ်။ရေဒီယိုသတင်းကြေညာချက်မှာမိုးသည်းထန်စွာရွာသွန်းနိုင်ပြီးကမ်းရိုးတန်းရေကြီးနိုင်တယ်လို့ပဲခန့်မှန်းထားတာကြောင့်ရာသီဥတုပိုမကောင်းမွန်ခင်အိမ်ပြန်ဖို့သူဆုံးဖြတ်လိုက်ပါတယ်။အိမ်ရောက်တော့ Jason ကမိသားစုကိုဒိုးနက်မုန့်တွေနဲ့နှိုးပြီးနက်နက်စာအတူတူစားကြပါတယ်။စားတောက်နေတော့သားဖြစ်သူ Graham ကအင်တာနက်လိုင်းတွေမရတော့ကြောင်းပြောပါတယ်။ Jason ကအင်ကြီးဟောင်းနှွမ်းနေလို့ဖြစ်မယ်လို့ဟာတာလို့ပြောပေမဲ့အန်ကတော့ရဲစွန်အစင်သစ်ဖြစ်တဲ့အချိန်အိမ်ပြောင်းဖို့အစင်သစ်ပါပဲလို့ပြောပါတယ်။ထို့နောက်အန်ကနောက်နေ့မှာခင်းမီတိုင်အကြောင်းတွေကိုလာကြည့်မဲ့လူရောက်လာမယ်လို့ပြောပြီးခင်းမီတိုင်ကပဲဒီအိမ်ကြီးကိုထိန်းထားတာဖြစ်နိုင်ကြောင်းပြောပြပါတယ်။ကလေးတွေကတော့မိုးရွာနေပေမဲ့ခရစ်မတ်တစ်ပင်သွားဝယ်ဖို့ပူစာကြတာကြောင့်ဂျေဆန်ကသဘောတူလိုက်ပါတယ်။ထွက်ဖို့ပြင်ဆင်ကြချိန်မှာအိမ်ရဲ့တကားတွေပြတင်းပေါက်တွေဘာမှဖွင့်လို့မရတော့တာကိုတွေ့လိုက်ရပါတယ်။အစပိုင်းမှာကြည်စင်နေကြတာလို့ထင်ခဲ့ပေမဲ့ Wi-Fi နဲ့ဖုန်းလိုင်းတွေပါပြတ်တောက်သွားချိန်မှာတော့စတင်ထိတ်လန့်လာကြပါတယ်။ဂျေဆန်ကရှေ့တကားကိုတွန်းဖွင့်ဖို့ကြိုးစားပေမဲ့အနောက်ကိုပြင်းထန်စွာလွင့်စင်ထွက်သွားခဲ့ပါတယ်။ပြတင်းပေါက်ကိုတန်တုံးနဲ့ရိုက်ခွဲလိုက်ချိန်မှာတော့အင်ကြီးတစ်ခုလုံးကိုမိုးရေလိုဆူဆွနေတဲ့ထူးဆန်းတဲ့အတားအဆီးကြီးတစ်ခုကပိတ်လောင်ထားတာကိုတွေ့လိုက်ရတာကြောင့်သူတို့အိမ်ထဲမှာပိတ်မိသွားပြီဆိုတာတေချာသွားပါတယ်။မကြာမီတစ်မျိုးနယ်လုံးပိတ်မိနေတာကိုသိလိုက်ရပြီးမနက်ခင်းအပြေးလေးကျင့်ပြီးပြန်လာတဲ့အိမ်ကြီးချင်းစုစုံကိုအကူအညီတောင်းခဲ့ပါတယ်။အိမ်ကြီးချင်းတွေပေါ်လာကြပြီးဘုတ်ပေါ်မှာစာရေးကအချင်းချင်းဆက်သွယ်ကြပါတယ်။အချို့ကအစိုးရလုပ်ရက်လို့ထင်ကြပြီးအချို့ကဂျိုသားတွေလို့ယူဆကြပေမဲ့အပြေမှန်ကိုမြည်သူများမသိကြပါကလေးတွေကိုတည်ငြိမ်အောင်ထိန်းရင်ဂျက်ဆန်နဲ့အန်တို့ကအိမ်ကြီးချင်းတွေကိုညွှန်ပြရင်းအချိန်ဖြုံးကြပါတယ်။ထိုညမှာဂျက်ဆန်ကမိသားစုကိုဘေးကင်းမှာပါလို့အာမခံခဲ့ပါတယ်။ကလေးတွေအိပ်ပျော်သွားချိန်မှာတော့အန်ကထိတ်လန့်နေကြောင်းဝန်ခံခဲ့ပြီးဂျက်ဆန်ကသူဝယ်ထားတဲ့တနက်ကိုထုတ်ပြခဲ့ပါတယ်။အိမ်မက်ဆိုးတွေခိတခဏမကြခဏမက်နေတာကြောင့်ဝယ်ထားတာဖြစ်ပြီးအန်ကမကျေနပ်ပေမဲ့မသိသိခင်တနက်သုံးနည်းတင်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဂျက်ဆန်ကအတားအဆီးကိုဖောက်ထွက်ဖို့အမျိုးမျိုးစူးစမ်းပေမဲ့မအောင်မြင်ခဲ့ပါ။လေထုတော့ရရှိနေတာကြောင့်မွန်းကျက်ပြီးတေဆုံးနိုင်ခြင်းမရှိကြောင်းသိလိုက်ရပါတယ်။မိုးတိတ်သွားရင်အတားအဆီးပြောက်သွားမယ်လို့အန်ကမျှော်လင့်ပေမဲ့ဂျေဆန်ကဒါဟာလူလောက်တာမဟုတ်နိုင်ကြောင်းသတိပေးခဲ့ပါတယ်။နောက်တစ်နေ့မိုးတိတ်သွားချိန်မှာလည်းတကားတွေဖွင့်လို့မရသေးပါ။မိသားစုဟာစီကန်းတွေထုတ်ကအစားအသောက်ရေလျှက်စစ်တအားနဲ့ဂတ်စ်တွေကိုချွေတာသုံးဆွဲကြပါတယ်။ဂျေဆန်ကကလေးတွေကိုအိမ်မှာစာတင်ပေးဖို့ကြိုးစားပေမဲ့စိတ်မဝင်စားတာကြောင့်တမီးလေးရဲ့အယုတ်တွေကိုတုံးပြီးငားစင်အောင်လုပ်နည်းကိုပြောင်းလဲတင်ပေးခဲ့ပါတယ်။တစ်ပတ်အကြာမှာအန်ခုတ်ထားတဲ့ခရမ်းကျင်တီးစီတွေကိုမလွင့်ပစ်ပဲနောက်မှစိုက်ပျိုးနိုင်အောင်အချောက်လန်းခဲ့ကြပါတယ်။အိမ်နီးချင်း Max ကစာရေးပြတာကြောင့်ဒီဖြစ်စဉ်ဟာငါအင်စာခန့်ပြန့်နှံ့နေကြောင်းသိလိုက်ရပါတယ်။သတင်းပတ်အချို့အကြာမှာမိသားစုဟာကာရာအိုကေဆိုတာရုပ်ရှင်ကြည့်တာတွေနဲ့ညှိယူနေထိုင်ခဲ့ကြပြီးအန်ကအစားအစာစိုက်ပျိုးနည်းကိုလေ့လာခဲ့ပါတယ်။ခရစ်စမတ်ရောက်လာချိန်မှာတစ်ပင်စင်ပြီးအိမ်နီးချင်းတွေပျော်ရွှင်နေတာကိုကြည့်ခဲ့ကြပါတယ်။ထိုညမှာရော့ကထူးဆန်းတဲ့မိုးလန်းလျှောက်သူ Rainwalker ပြန်ရောက်လာပြီလို့ထင်ပေမဲ့ Grant ကတရိတ်ဆန်ပဲဖြစ်မယ်လို့ပြောခဲ့ပါတယ်။အစားအသောက်နေပါလာချိန်မှာကလေးတွေအစားမစားတာကြောင့် Jason ကသူတို့ပကံထဲကအစာကိုယူစားလိုက်ပါတယ်။ရော့ကအပြင်မှာလူတစ်ယောက်ကိုတွေ့တယ်လို့ပြောရမှာ Jason ကစိတ်တူသွားပြီးအားလုံးပိတ်မိနေတာလို့သတိပေးလိုက်ပါတယ်။ထို့နောက်ခံကတကြားမပါပဲလှုပ်ထားတဲ့မုတ်တွေနဲ့အံ့အားသင့်အောင်လုပ်ပေးခဲ့ပါတယ်။ညဘက်မှာတော့သူတို့နှစ်ဦးစိုးရိမ်စိတ်တွေကိုမျှဝေခဲ့ကြပြီးအစအဆုံးကြံရှိတဲ့ဆေးလိပ်ကိုတောက်ရင်ရုပ်ရှင်ကြည့်ခဲ့ကြပါတယ်။မိသားစုနဲ့ပိတ်မိနေရတာဟာသူ့ကိုပိုမိုပျော်ရွှင်စေတယ်လို့ဂျေဆန်ကဝန်ခံခဲ့ပါတယ်။နောက်တစ်နေ့ခရစ်စမတ်လက်ဆောင်ဖြစ်ကလေးတွေကအန်ကိုစိုက်ပျိုးထားတဲ့ပထမဆုံးခရမ်းကျင်သီးလေးပေးခဲ့လို့ဝမ်းသာမျက်ရည်ကျခဲ့ရပါတယ်။သို့တော့အိမ်နီးချင်း Miss Richardson ရုတ်တရက်လဲကျတည်ဆုံးသွားတာကိုတွေ့လိုက်ရပါတယ်။ထိုညမှာရော့ကအတန်ဆိုးကြီးကြားရလို့ကြီးလိုက်ရဆူဇန်ကိုတွေ့လိုက်ရပါတယ်။ဆူဇန်ကအကူအညီတောင်းရင်းအပြင်မှာလူတွေအားလုံးတေကုန်ပြီလို့အော်ဟစ်ခဲ့ပါတယ်။ရုတ်တရက်မမြင်နိုင်တဲ့အားတစ်ခုကဆူဇန်ကိုဆွဲခေါ်သွားပြီးတောက်ပတဲ့အလင်းရောင်နဲ့အတူပျောက်ကွယ်သွားခဲ့ပါတယ်။ဂျေဆန်ကမိုးရွာရင်ပြတင်းပေါက်နာမသွားဘူးစီကန်းတစ်ထုတ်လိုက်ပါတယ်။နောက်နေ့မှာဂျေဆန်ကကလေးတွေကိုလေ့ကျင့်ကန်လုပ်ခိုင်းချိန်မှာခင်းမီတိုင်ကောင်းစုပ်ပြုတ်ထွက်သွားပြီးအပြင်သို့သွားနိုင်တဲ့အပေါက်ငယ်လေးပေါ်လာခဲ့ပါတယ်။ရော့ကတင်းငယ်တာကြောင့်သူမကိုအပေါ်သို့တွန်းတင်ပေးခဲ့ရလက်ကလေးပဲအပြင်ရောက်ခဲ့ပါတယ်။မကြမီခွေးလေးကားစရီယောဂထက်လာတာကြောင့်ဂျေဆန်ကတနက်နဲ့ပြစ်တက်ကငင်းချမ်းစွာတိတ်ဆုံးစေခဲ့ပါတယ်။အသားကိုရေခဲတက်တာတဲ့စစ်စစ်သိမ်းစီးခဲ့ပြီးကြံတဲ့အယိုးတွေကိုခင်းမီတိုင်မှတဆင်အပြင်သို့ပစ်ထုတ်ပေးရမြေခွေးတစ်ကောင်လာစားခဲ့ပါတယ်။သို့တော့မိုးပြန်ရွာလာချိန်မြေခွေးပြေးသွားခဲ့ပါတယ်။မိုးရွာစဉ်ရော့ကအပင်သွားယူရတရဝကြီးတွေရဲ့ဟိမ့်တန်ကြားရတာကြောင့်ငြိမ်ငြိမ်လေးနေခဲ့ကြရပါတယ်။၃လအကြာမှာအစားအစာတွေအကုန်ကုန်သွားပြီးအမေးလဲသွားခဲ့ပါတယ်။ Graham ကအကွေ့ရန်ထဲကငါးတွေကိုချက်စားဖို့ယူဆောင်လာပေးခဲ့ပါတယ်။အပြင်ဘက်မှအသားကတရဝတွေကိုဆွဲဆောင်နိုင်တာကိုသတိထားမိတဲ့ဂျေဆန်ကထောင်ချောက်တွေဆင်ပြီးရှင့်တွေကိုဖမ်းယူစားတောက်ခဲ့ကြပါတယ်။ထို့နောက်အိမ်ကျန်းပြင်ကိုခုတ်ထွင်ကစိုက်ပျိုးရေးလုပ်ခဲ့ကြပါတယ်။အချိန်တွေကုန်လွန်သွားပြီး9နှစ်ကြာသွားခဲ့ပါတယ်။ကလေးတွေကြီးပြင်းလာပြီးအိမ်ကြီးမှလည်းမြေအောက်သို့နှိမ့်ဆင်းနေပါပြီဂျေဆန်ကပြင်ဆင်ထားတဲ့ကားကိုပြသရာ Graham ကအတိတ်ပါ Graham ကအတိတ်ပဲမရှိဘူးလို့ပြောဆိုရမှစကားများခဲ့ကြပါတယ်
အန်ကဂျေဆန်ကို survival အသက်ရှင်ရေးတစ်ခုထဲမှာပဲအာယုံဆိုင်မနေဘူးသတိပေးခဲ့ပါတယ်။ထို့နောက်မိုးသက်မုန်တိုင်းပြန်ကျလာပြီးတကားပွင့်သွားကထူဆန်းတဲ့ပင်လယ်တတဝါကြီးအိမ်ထဲဝင်လာခဲ့ပါတယ်။အပင်တွေကိုအေးခဲပျက်စီးစေခဲ့ပြီးအန်ကတနက်တောင်းချိန်မှာပဲတတဝါကြီးပြန်ထွက်သွားခဲ့ပါတယ်။ရော့ကရေချမ်းတွေကိုစစ်ဆေးရရေချိုမဟုတ်ပဲပင်လယ်ရေစီဝါရဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။တတဝါတွေဟာပင်လယ်ရေနဂါး Kraken သို့မဟုတ်ပင်လယ်ရေအောက်မှရှေးဟောင်းတတဝါတွေဖြစ်နိုင်ကြောင်းသဘောပေါက်သွားကြပါတယ်။ပင်လယ်ရေကြောင့်အပင်တွေတေကုန်ပြီးတောက်ရည်ပါပျက်စီးသွားခဲ့ပါတယ်။အန်နဲ့ဂျေဆန်တို့အကြီးအကျယ်စကားများခဲ့ကြပါတယ်။ထို့နောက်ထောင်ချောက်ထဲမွေပါဖရက်မိလာပြီးရော့ကိုကိုက်လိုက်တာကြောင့်အနာဝင်ကဖျားနာလာခဲ့ပါတယ်။စီဝါလိုအပ်တာကြောင့်ဂျေဆန်ကကားနဲ့တကားကိုဝင်ဆောင်ပေးမယ်မပွင့်ပဲသူပါဒဏ်ရာရသွားခဲ့ပါတယ်။ဒဏ်ရာရချိန်ကျမ်းပြေအကြောင်းမှတဆင့်မြေအောက်ရေဆိုးပိုက်လိုင်းကိုတွေ့ရှိသွားခဲ့ပါတယ်။ထိုပိုက်လိုင်းဟာဆရာဝန်သွားဆရာဝန်မကရဲ့အိမ်တို့ဆက်သွယ်ထားတာကြောင့်အန်ကပိုက်လိုင်းတိုင်းတွားရောက်ကစီဝါများရှာဖွေခဲ့ပါတယ်။ Miss Richardson ရဲ့ရုပ်အလောင်းကိုတွေ့ခဲ့ရပြီးပရိဇီဝဆေးနဲ့ရေဘူးများကိုရရှိခဲ့ပါတယ်။မိုးပြန်ရွာလာချိန်တရဝါကြီးရောက်လာတာကြောင့်လန်အိမ်ပြန်မှာတနက်နဲ့ပြစ်ခတ်ခဲ့ရပါတယ်။ဂျက်ဆန်ကသူမကိုဆွဲတင်ပေးခဲ့ပြီးအပေါက်ကိုကြောက်တုံးတွေနဲ့ပိတ်လိုက်ပါတယ်။ Ruff ကိုဆေးတိုက်လိုက်လို့တက်တာလာခဲ့ပါတယ်။ Graham ကအိမ်ထဲမှာပဲပုံမနေပဲတိုက်ခိုက်ဖို့တိုက်တွန်းခဲ့တာကြောင့်မိသားစုတစ်ခုလုံး1600ဆင်တိုက်ခိုက်ဖို့ပြင်ဆင်ကြပါတယ်။မိုးရွာလာချိန်ရေတွေအိမ်ထဲတလဟောဝင်လာပြီးတတဝါကြီးရောက်ရှိလာပါတယ်။အန်ကမီးလောင်ပုံနဲ့ပြစ်ဂျဲဆန်ကလှန်ကန်နဲ့ထိုးက1600ဆင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။တတဝါကြီးလွတ်မြောက်ဖို့ရုန်းကန်ရမှအင်ကြီးပျက်စီးပြီးရေတွေပြန်ထွက်သွားခဲ့ပါတယ်။ဂျဲဆန်ကတတဝါကြီးကိုတကားဖွင့်ခိုင်းရလန်းကအိမ်ပြိုတော့မီဟုသတိပေးခဲ့ပါတယ်။ထိုအချိန်မှာဂျက်ဆန်ကတတဝါကြီးဟာသူတို့ကိုရံမှုချင်တာမဟုတ်ကြောင်းသဘောပေါက်သွားပြီးကျိုးတွေကိုဖျက်ပေးလိုက်ပါတယ်။တတဝါကြီးကတကားကိုဖွင့်ပေးလိုက်ပြီးအပြင်ရှိအခြားတတဝါများကိုပါရံမပြုရန်စကားပြောပေးခဲ့ပါတယ်။ထို့နောက်တတဝါများထွက်ခွာသွားကြပါတယ်။မိသားစုသည်ပြင်ဆင်ထားသောလင်ငယ်လေးဖြင့်ရေဖုံးလွှမ်းနေသောကဘာတစ်ထဲသို့အခြားအသက်ရှင်ကျန်ရစ်သူများကိုရှာဖွေရန်ထွက်ခွာသွားကြပါတော့တယ်။စကားလေးကိုကြိုက်ရင်အကောင့်လေးကို follow ပေးခဲ့ပါဦး။